ဘဝမှာနောက်ဆုံးကြံတဲ့အလောက်ကင်မျောလင်းချက်လေးနဲ့အင်တာဗျူးသွားဖို့ပြင်နေတဲ့ခေလက်ထွက်ခါနီးမှာအမေဖြစ်သူကသူ့ရဲ့တမိုးထားရတဲ့ဒင်္ဂါပြားလေးတစ်ပြားကိုလက်ထဲထည့်ပေးလိုက်ပြီးဖြူစင်တဲ့နှလုံးသားနဲ့ပဲသွားပါဖရာသခင်စောင့်ရှောက်ပါစေလို့ကောင်းချီးပေးလိုက်ပါတယ်ခေလက်ကတော့ဒီခေတ်ကြီးမှာငွေပဲကြည့်ကြတာပါအမေရဲ့လို့တပြင်းချရင်ထွက်လာခဲ့တာပါအင်တာဗျူးကိုအပြေးသွားနေတော့တထေးစီကားတစ်စီးကအရှိန်နဲ့မောင်းထွက်သွားတာကြောင့်ခေလက်ရဲ့ကုတ်အင်ဂျီပေါ်ရွှွန့်ရည်တွေရွှဲသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလမ်းဘေးမှာသတင်းစာရောက်တဲ့အဖိုးကိုတယောက်လဲကျသွားတာကိုတွေးလိုက်ရတယ်အနာကဖြတ်သွားတဲ့သူတွေကယွန်ရှာစွာနဲ့ရှောင်သွားကြပေမဲ့ခေလက်ကတော့အင်တာဗျူးနောက်ကျမှာကိုတိလျက်နဲ့အဖိုးအိုကိုသွားကူခဲ့ပါတယ်အဖိုးအိုရဲ့သတင်းစာတွေမိုးရေတဲ့စုကုံလို့စန်တဝါဝါငိုယိုနေချိန်မှာခေလက်ဟာသူ့အိတ်ထဲမှာနောက်ဆုံးကျန်တဲ့ဒေါ်လာ90ကိုထုတ်ပေးခဲ့ပြီးစားစရာတစ်ခုခုဝယ်စားဖို့မှာကအင်တာဗျူးစီအပြေးသွားခဲ့ပါတယ်မိုးရေတွေရွှဲရွှွန့်တွေပေးလျက်မော်ကြီးပန်းကြီးနဲ့10မိနစ်နောက်ကျပြီးရောက်သွားတဲ့ခေလက်ကိုအင်တာဗျူးသူက CB ဖောင်တော်မကြည့်ပဲအချိန်မလေးစားတဲ့သူကိုမခတ်နိုင်ဘူးဆိုပြီးချက်ချင်းမောင်းထုတ်လိုက်ပါတယ်ခေလက်တယောက်ကုမ္ပဏီအပြင်ဘက်ခုံတန်းလေးပေါ်ထိုင်ရင်အမေပေးလိုက်တဲ့ဒင်္ဂါပြားလေးကိုကြည့်ကအမေမာတဲ့အတိုင်းလုပ်ခဲ့ပေမဲ့ဒီတစ်ခါတော့ကန်ကြမာကတားပတ်မှာမရှိခဲ့ဘူးဆိုပြီးစိတ်ပြက်လက်ပြက်ဖြစ်နေခဲ့တာပါထိုစဉ်ခေလက်စီဖုန်းတကောဝင်လာခဲ့တဲ့ကုမ္ပဏီဥက္ကဋ္ဌကြီးကမင်းကိုကိုယ်တိုင်တွေ့ချင်လို့အထက်ထက်ကိုလာခဲ့ပါတယ်ရုံးခန်းထဲရောက်သွားချိန်မှာတော့စပွဲပေါ်မှာခေလက်ပေးခဲ့တဲ့ဆူရွှဲနေတဲ့ဒေါ်လာ90တန်လေးကိုတွေ့လိုက်ရပါတယ်ဥက္ကဋ္ဌကြီးကတော့အခြားသူမဟုတ်ပဲစောစောကသူကူညီခဲ့တဲ့လမ်းဘေးကအဖိုးကိုပဲဖြစ်နေခဲ့တာပါဥက္ကဋ္ဌကြီးကပြုံးလျက်ဒီနေ့ငါဘေးကနေလူတွေအများကြီးဖြတ်သွားကြပေမဲ့အားလုံးကသူတို့ကိစ္စနဲ့သူတို့အလုပ်ရှုပ်နေခဲ့ကြတာပါမင်းတယောက်ပဲမင်းမှရှိတာအကုန်ဆုံးရှုံးနိုင်တဲ့အခြေအနေမှာတောင်စာနာစိတ်နဲ့ကူညီဖို့ရွေးချယ်ခဲ့တာလမ်းပေါ်ကအဖြစ်ပြက်ဟာတကယ်အင်တာဗျူးပဲလို့ပြောရင်းခေလက်ကိုဖန်တီးမှုဆိုင်ရာဒါရိုက်တာယာဒူးစာချုပ်ကိုလက်မှတ်ထိုးခန့်အပ်လိုက်ပါတယ်ဒေါ်လာ90ကိုတော့စိတ်သက်ကောင်းမွန်တဲ့ဝန်ထမ်းကောင်းကိုရွေးချယ်နိုင်ခဲ့တဲ့အမတ်တရအဖြစ်ဥက္ကဋ္ဌကြီးကတင်စီထားလိုက်ပါတယ်ခေလက်တယောက်ဝမ်းသာမျက်ရည်များစွာနဲ့လက်ထဲကဒင်္ဂါပြားလေးကိုစုပ်ကိုင်ရင်အမေဖရာသခင်ဟာတကယ်ပဲကျွန်တော်ကိုတောက်လျှောက်စောင့်ရှောက်နေခဲ့တာပါပဲ